ဟေးသွားဟေးသွားဟေးလောကကြီးမှာဘာကြောက်ရှာရှိလဲကွာယောက်ျားပဲပါအေးလဲကွာကျော်စီပွားပဲမမှုပါဘူးဗျဥပလူကကြီးနေကျောက်တစ်ချမ်းသာလာရင်ခင်ဗျားတို့ဓာတ်မို့ပြလာခဲ့မယ်ကြားလားသွားပြီဗျာသွားပြီအားလုံးပဲအရီယောဒါရီယောခီးစိမ်မရှိဘာမရှိနဲ့ခက်တော်တာပဲဒုက္ခရာ။ကို့မှာမရှိတဲ့အခါဘယ်ကမှတပြားတစ်ချက်မှလှပ်ပေးတာမဟုတ်ဘူးဆရာရဲ့။ဟုတ်တယ်ကွာ။ကျွန်တော်ပြောသလားလို့ဆမ်းပါဆရာရဲ့။လူတန်းလူတိုက်တန်တိုက်လောကကြီးမှာမိုက်နေမှတော်ယူကြတာဆရာရဲ့။ဆရာချမ်းသာတော့ကပေခဲ့ကန်းခဲ့တဲ့သူတွေခုဆရာလည်းစီဝါပြက်ရောအနားမှာတယောက်မှမရှိရတော့မလား။ကြည်လိုက်ဆရာပစ္စည်းတွေတစ်သက်စားမကုန်ဘူးထင်ရ။လူဟိုကလိန်လိုက်ဒီကညာလိုက်နဲ့ရန်ကုန်သွားစရာလမ်းစိတောင်မရှိတော့ဘူးမလားဆရာရဲ့အေးကွာငါလည်းဘာလို့မှတောင်မသိဘူးစိတ်ရှုပ်ပါတယ်ကွာလူတွေရက်တယ်ဆိုတာမိုက်နေမှတုံကြတာကွာငါနဲ့တော့မဖြစ်ဘူးကွာနေရာတကာဆရာသူတော်ကောင်းစီမွေးနေတာခက်တာပေါ့ဆရာရဲ့ဟောဆရာကားစီလာတယ်လို့ဆရာအတော်ပဲဆရာကြီးဆရာတပည့်ပွဲဥတော်သွားပြလိုက်မဆရာကြည့်နေပါဆရာရဲ့သူကနေရောရမ်းမလုံးနဲ့ရပါတယ်ဆရာရဲ့နေစမ်းပါရမ်းမလုံးနဲ့လို့ပြောနေဆရာသူကကြည့်ရှင်းလိုက်ပါမယ်ဆရာရဲ့အတန်နေစမ်းပါဟေးအဲ့ကရစမ်းကရစမ်းပါဟေးဘာကိစ္စလဲနေနော်မလှုပ်နဲ့သေသွားမယ်ဘာမှလဲဟမ်ဦးသိမလားဟုတ်ခင်ဗျားနေမှလာပြီးကြုံရမလဲဗျာစင်တက်လိုက်တာခင်ဗျားကြောက်ကမှတ်မိသေးရဲ့လားခင်ဗျားမှတ်မိပါတယ်ဟေးမောင်းနေတလွဲမထင်ပါနဲ့ကွာတလွဲမထင်ပါနဲ့မင်းပစ္စည်းတွေကိုကမတရားလုပ်ခဲ့တာမဟုတ်ပါဘူးဟုတ်လေခင်ဗျားကြောက်ကဘာမှမပြောနဲ့မပြောဘူးကြောက်ပစ္စည်းတွေကိုမတရားလုပ်တဲ့လူကြည်စမ်းကြောက်ကချိန်ခံလွဲနေဦးမခင်ဗျားနဲ့ကြောက်နဲ့ကြောက်စာချုပ်တွေတိမ့်ထားတဲ့လေတွေခင်ဗျားပြန်ပေးမလားမပေးဘူးလားပြောပါမရှိပါဘူးကွာမရှိပါဘူးပြောပါကျုပ်ဒီလိုဒုက္ခရောက်ခဲ့တာခင်ဗျားကြောင့်ဟမ်ဟုတ်ရပါဘူးမဟုတ်ရပါဘူးမဟုတ်တယ်မဟုတ်ရပါဘူးငါလည်းပစ္စည်းတွေဘာမှအဖတ်မတင်ပဲဒီကားကြောင့်အခုငါပြီးတော့စီးလာရတာပါဟိုးရှာချလိုက်ကြဗျာအပြက်သာရှင်းမလဲဆမ်းပါဆရာရဲ့လက်ထက်ကတမြောင်တင်းတော့ပြလိုက်ဆမ်းပါဆရာရဲ့ဟုတ်ပါဆရာဟုတ်တယ်ခင်ဗျားဘာမှပြီးမနေနဲ့ကျုပ်ပါလေကွာကျုပ်စီးပွားပြရတယ်လို့ခင်ဗျားဘွားလည်းပျက်စီးမှအေးမယ်ကဲဟာငါလူသားမိပြီဒုက္ခငါလူသားမိပြီအတူဘာလုပ်မလဲသတင်းစာတွေဒီမျိုးကစက်တထေဦးသိန်းကိုဓာတ်နဲ့ထိုးတပ်ပြီးတနတ်ကိုလူယူသွားတဲ့သတင်းတူးကြီးကိုဖတ်ချင်မြမအလင်းသတင်းစာတွေကိုဝယ်ဖတ်ပါသတင်းစာတွေကဲဆရာဓမြောင်တစ်ချောင်းနဲ့6လုံးမှုတစ်လက်ထဲမှာရှိနေပြီပဲဆရာရဲ့ရှေ့ကတိုက်ကိုဝင်စီးရဆိုဆရာဖြစ်ပါမလားဒုက္ခရာမင်းဟာကလည်းဒီမဲ့ဆရာလူတယောက်လုံးတော့တက်လာပြီပဲဗျာတနက်ကလေးပြပြီးဓမြတိုက်ထားအနုရမ်းစီးရလောက်ကတော့ငပြောသေးလေးခွန်တော်စားတယ်လို့ပဲရှိပါတယ်ဆရာရဲ့လာပါဆရာရဲ့ဒီမှာရန်ကုန်သွားပြီးဒီမှာရှောင်းရတရားဖို့အတွက်လေလမ်းစီမရှိသေးဘူးမလားဆရာရဲ့လာပါဆရာရဲ့လာပါဆရာရဲ့လာပါခက်ပါလားဒုက္ခရာဘာအကြောင်းပြပါလိမ့်မောင်ရင်တို့ရဲ့ထိုင်စမ်းအားလုံးထိုင်စမ်းဘာလဲကျွန်တော်တို့ငွေလိုတဲ့အကြောင်းပါခင်ဗျငွေ1000 2000လောက်အလူတော့အလူခန္ဓာကလည်း1000 2000ကြီးများတောင်လားကွယ်ဘယ်ဖះအကြောင်းကများပြင်းမို့လဲကွယ်ဒီမှာအတော်ကြီးသာသနာဝေယဝိဇ္ဇအသင်းကအလူခန်းနေတာမဟုတ်ဘူးအလူရမ်းစင်းနေတာဗျအလူရမ်းစင်းနေတာဆိုဗျာဖះဒီလိုရှိပါတယ်တော်
ရန်ကုန်သွားဖို့စားစိတ်နဲ့ခီးစိတ်လိုနေလို့ကျွန်တော်တို့အကူကြီးတောင်းတာပါ ဟာဆရာကလည်းဗျာအနုရစီးနေတာပြောသမှာဆရာရဲ့ ငါနားလဲပါတယ်ကွာ ဟိုအတော်တို့မှာစီးပွားပြက်နေတာကြာပါပြီမောင်ရဲ့နာမည်သာကြည့်နေတာပါဖျားစုရပါစေမိုးချိုကိုပြစ်ရပါစေဘာဆိုဘာမှမရှိပါဘူးကွယ် โอ้ခင်ဗျာဘာမှဆင်ခြင်ပေးမနေနဲ့ဟမ်ခင်ဗျာကိုဘောကဆွဲရိုးတွေကျဲသီးတွေလက်ကောက်တွေလက်စွပ်တွေအကုန်ပြောအခုပြော မလီ ပါ ငါတူရဲ့ ဟာဒီ အတော်ကမှုဆိုးမှာပါ ဘာဖြစ်လဲ အာကိုဆရာကလည်းမရှိ ဟုတ်တယ်ပါဆရာ စီးပွားကလည်းပြက် ဘာဖြစ်လဲ ဒီလူဝလက်စားလေးတွေမှမရှိရင်လူယိုသေးရှင်ယိုသေးမဖြစ်မှာဆိုလို့ဒါလေးတွေတော့ ထက်လိုက်တာဗျာဒေါ်စီဘွားပြစ်တာအမှန်ပဲလား မလီဖျားစုရပါစေရဲ့မဝေးကက်ရပါစေသွေးသိမ်းရှင်ရှင်အန်းသေးပါရဲ့ရစီရဲ့လူညွန့်တုံးရပါစေရဲ့အတော်လေးဘဝခက်တိုင်းတိုင်း တော်ပါဗျာခင်ဗျာကျင်ပဲကျင်ရင်လုံးတယ်ဗျာခက်လိုက်တာဆရာရဲ့ဆရာဟာကဓမြတိုက်နေတာနဲ့မတူတော့ဘူးဆရာရဲ့ ဒီတော့သူကနေစမ်းမှာကွာမင်းကလည်းအပြင်းလေးကြည့်ပါဦးတော်ကြခက်ကုန်ဦးမယ် မမီအိုးရှင်တို့ ဟောဒီကညီမသမီးထင်ပါရဲ့ခဏကြွပါခင် ကျန်းစီးနေတာခင်ဗျာတွေ့ရမလားမမြောင်ဒီမှာတနတ် ကျမတို့တားမိမှာစီးပွားပြက်နေတာအမှန်ပါပဲရှင် ဘာလို့ကြောက်လဲ ရှိတဲ့လက်ကိုလက်သားလေးတွေနဲ့ဟန်လုပ်ပြီးနေရတာပါမယုံရင်လေ